ကြမြက်ကြီးအိုင်ရပန်လေးတွေပွင့်လူရောပေါ်လို့နိုးထားမိတဲ့ဖေဖော်ဝါရီရဲ့အဦးဆုံးနက်ခင်မှာမြို့ရဲ့မြူတွေကြားတန်ချက်ကားတွေခေါင်းထိုးထွက်လာတာကိုတွေ့လိုက်ရတယ်။နောက်တော့အမှောင်ရဲ့ငရဲရဲ့အားလို့မစုံတော့မဲ့အတန်နဲ့အာကောင်ချစ်အောင်နေတဲ့ဦးကောင်းပွင့်မျိုးစိတ်ရဲ့အချစ်ကြီးတိမ်တွေကတနက်တင်နဲ့တူလိုက်တာမင်းကြောက်လားမကြောက်ဘူးယောနာလို့ဖြေကိုမင်းကိုပန်းလေးပန်ပေးခြင်းသေးတယ်ဒါပေမဲ့ဝမ်းနေစရာပဲဒီတိုင်းပြည်ကဘာပန်းမှပွင့်တော့မှမဟုတ်ဘူးမင်းရဲ့မျက်ရည်ကလေးတွေမှုတ်နေပါလားငိုကြွေးထားသလားကွယ်အတွင်းရောအပြင်ရောငိုနေရလို့ဖြေငိုပါချုံးမွေးချပြီးငိုပါလေဒီချိန်ရေနေတဲ့မိန်းမတွေထက်ငိုနေတဲ့မိန်းမတွေကပိုလှတယ်လို့ထင်တယ်မင်းမျက်ဝန်းတွေကတိတ်လှတော့ကြမျက်ရည်ကလည်းတိတ်ကိုလှမှာပေါ့ကိုတို့အမိမြေချစ်စရာလေးနော်တေနီးရောင်စုံနဲ့လေမင်းပါရောင်နဲ့တေခြင်းလေအနီရောင်နဲ့တေခြင်းနဲ့လို့ဖြေကိုလဲ crimson ဘက်ရိမ့်နဲ့အနီရောင်နဲ့တေမယ်ကိုတို့ရက်သိမ့်မကွာပဲတေကြမယ်အရန်အေးရဲ့နိုင်ငံတွေမှာပြန်မွေးဖွားကြမယ်တက္ကသိုလ်အတူတက်ကြမယ်တမိုင်းစာအုပ်အတူဖတ်ကြမယ်မြန်မာနိုင်ငံကြောင်းဖတ်မိတဲ့အခါဒီနိုင်ငံကြားဘူးတလူလိုပဲဆိုတဲ့မျက်မှောင်ကျုံတာမျိုးဖြစ်သွားလိမ့်မယ်ကိုတို့နောင်ဘဝရောက်နေပြီလေအရင်ဘဝကအကြောင်းတွေပြန်မသိတော့ဘူးလေအရင်ဘဝကအကြောင်းမှတ်မိနေဦးမယ်ဆိုရင်နောင်ဘဝဆိုတာကလည်းဘာအဓိပ္ပာယ်ရှိရလဲနော်ကိုတို့တားမွေးမဟုတ်တဲ့အနှွေးတွေဝင်မယ်တောင်ရင်စွန်းနှံ့ကတာယာတွေကိုကြည့်မယ်မင်းကိုသွေးအားကောင်းအောင်ဂရုစိုက်မယ်နှစ်သက်ကူနီးရင်ကိုယ်တိုင်လှုပ်ထားတဲ့ဝိုင်တွေတောက်မယ်ကိုတို့နောင်ဘဝမှာတကယ်ပျော်ရွှင်နိုင်တော့တယ်ဒါပေမဲ့ထူးဆန်းတဲ့ပြဿနာတစ်ခုတော့ရှိချင်းရှိနိုင်တယ်အဲ့ဒါကတော့နှစ်စဉ်နှစ်တိုင်းဖေဖော်ဝါရီလရဲ့အစောဆုံးနက်ခင်းတိုင်းမှာကိုတို့နိုးနေသည်ဖြစ်စေအိမ်မောကြနေသေးသည်ဖြစ်စေကိုတို့မျက်လုံးတောင်စုံတွေကဘလို့မှရက်တန့်လို့မရအောင်မျက်ရည်တွေတသွင်သွင်စီးကျနေလေးရှိတဲ့အကြောင်းပေါ့သူဝေး